မိန်းကလေးတစ်ယောက်ကသူမရဲ့အနာဂတ်ရောက်ခမလောင်းနဲ့ပထမဆုံးအကြိမ်သွားတွေ့ခဲ့တယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အချက်ကရောက်ခမဖြစ်သူကသူမကိုတေးစေနိုင်တဲ့အစိတ်တွေလူးထားတဲ့ဆွဲကြိုးတကုံးကိုလက်ဆောင်ပေးလိုက်တာပဲသူမရဲ့ချစ်သူကအဲ့ဒီဆွဲကြိုးကိုသူမရဲ့လယ်ဘင်းမှာဆွဲပေးလိုက်ပြီးဖတ်လိုက်တဲ့အချိန်မှာမယုံနိုင်စရာပဲအဲ့ဒီမိန်းကလေးဟာမျက်စိတမိတ်အတွင်းမှာတင်ရုပ်တုလေးအဖြစ်ပြောင်းလဲသွားခဲ့တယ်။တကယ်တော့အဲ့ဒီမိန်းမကြီးကမရင်မတပါးဖြစ်ပြီးတော့ကျေးလက်တော်ရွာကလာတဲ့ဒီမိန်းကလေးကိုအယမ်းမုန်းတာကြောင့်အယုတ်မာဆုံးချိန်စာကိုတိုက်လိုက်တာပေါ့အဲ့ဒီလိုနဲ့ပဲမျက်စိတမိတ်အတွင်းမှာပဲနှစ်ပေါင်း1000တောင်ကုန်ဆုံးသွားခဲ့တယ်ဒီမိန်းကလေးဟာပြလိုက်တစ်ခုမှာပြသထားတဲ့ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်နေခဲ့ပြီးလေဒါပေမဲ့ကံကောင်းကျင်တော့တနေ့မှာအဲ့ဒီရုပ်တုကိုတည်ယူပို့ဆောင်ရေးလုပ်ရင်းနဲ့အလွဲချော်ဖြစ်ပြီးရုပ်တုဟာမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျွန်နသန်လို့ခေါ်တဲ့ခံရတဲ့လူငယ်လေးကမြစ်ထဲမှာလူတစ်ယောက်ရေနစ်နေတဲ့အချိန်နဲ့အသက်ကိုရင်းပြီးခုန်ဆင်းခဲ့တာကမ်းပေါ်ရောက်မှသူကယ်လိုက်တာကလူမဟုတ်ပဲရုပ်တုကြီးဖြစ်နေမှန်းသိလိုက်ရတဲ့အခါဂျွန်နသန်ခင်ဗျာတကယ်ကိုအံ့ဩဆွန်သွားတာပေါ့ကန်တိုက်ဆိုင်ခြင်းတော့ဂျွန်နသန်ရဲ့အဝတ်ထဲဆိုင်မှာအင်ဂျီချိတ်ဖို့ရုပ်တုတစ်ခုလိုအပ်နေတာနဲ့ပဲအဲ့ဒီရုပ်တုလေးကိုအိမ်ကိုတည်လာခဲ့ပါတယ်အိမ်ရောက်တော့ရုပ်တုလေးကိုဂိုဒေါင်ထဲမှာထားလိုက်ပြီးသူမရဲ့ထူးခြားလုံးနဲ့အလှပကိုငေးကြည့်ရင်ဂျွန်နသန်တယောက်အိမ်မက်မက်တလို့တက်ပြင်းတွေချနေမိတာအဲ့ဒီနောက်မှာတော့သူလည်းမထိန်နိုင်တော့ဘဲနဲ့အဲ့ဒီရုပ်တုလေးကိုတိတ်တဆိတ်ခိုးနှံလိုက်မိပါတယ်သူကရုပ်တုလေးရဲ့လယ်ဘင်းကဆွဲကြိုးကိုဖြုတ်လိုက်တဲ့အချိန်မှာတော့သူလုံးဝသတိမထားမိလိုက်တဲ့အချက်ကအဲ့ဒီရုပ်တုလေးဟာအသက်ပြန်ဝင်လာပြီဆိုတာပါပဲသူလည်းထိတ်လန့်သွားခဲ့တယ်